Hello，大家好。ဒီနေ့ပြန်ပြီးတော့ဝေမျှချင်တာကတော့အခုမှတရုတ်စာစတင်လေ့လာသူတွေအမြဲတမ်းရောတက်တဲ့အပိုင်းပေါ့တစ်ခုပြီးတော့လည်းတေးသေးချာချာမသုံးတက်သေးတဲ့အပိုင်းတစ်ခုကိုဒီဗီဒီယိုကနေပြီးတော့တေးသေးချာချာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါကတော့စတင်လေ့လာသူတွေအတွက်အမြဲပေါ့နော်ရောနေတဲ့အပိုင်းကတော့နံပါတ်1ပဲဖြစ်ပါတယ်နံပါတ်2ဆိုတာပေါ့နော်老师တို့ဒီတရုတ်စာမှာခဏအရေးအတွက်2ကိုပြောတာပေါ့နော်ဒီ2老师လက်ဒီမှာရေးပေးထားတယ်2ကိုဘာဖြစ်လို့ရောတာလဲဆိုတော့တရုတ်မှာလေ2ကိုအခေါ်အဝေါ်က2မျိုးရှိလို့ဘယ်နှမျိုးရှိတာလဲဆိုတော့2မျိုးရှိလို့ပထမအခေါ်အဝေါ်ကတော့လို့ခေါ်ပြီးတော့ဒုတိယအခေါ်အဝေါ်ကတော့လေဟန်လို့ခေါ်တယ်။ဒါဆိုရင်အခေါ်အဝေါ်2မျိုးရှိပြီဆိုတာကိုသိလိုက်ပြီဆိုတဲ့ကွာ老师တို့ကဒီဟာကိုဘလို့သုံးပါလဲ။ဘယ်နေရာမှာသုံးပြီးဘယ်နေရာမှာလေဟန်သုံးပါလဲ။ဒါကသိဖို့လိုလာပြီ။ဟုတ်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့2မျိုးရှိပြီဆိုတဲ့ကွာသူကသုံးရမယ့်အနေအထားတွေကလိုအပ်လာပြီပေါ့နော်။ဒါဆိုရင်ဒီဗီဒီယိုကိုဆက်ကြည့်ဖို့လိုတယ်နော်။အဲ့ဒါမှတေးသေးချာချာနှစ်ကိုကိုဘယ်နေရာမှာသုံးပြီးရောဘယ်နေရာမှာလျံသုံးတာလဲဆိုတာကိုတတိယသိသွားမယ်အဆုံးထိကြည့်ပေးဖို့လိုတယ်နော်အဆုံးထိကြည့်ပေးမှာနှစ်နဲ့နဲ့လျံကိုမရောဘဲနဲ့ခွဲခြားခြားသုံးသပ်မှာဖြစ်ပါတယ်ဒါဆိုရင်老师တို့ဥပမာလေးတွေကိုကြည့်ကြရအောင်ဒါဆိုကိုဘယ်နေရာမှာသုံးပါလဲဆိုတာကို老师ကရှင်းပြပေးထားတယ်နံပါတ်ပုံစံဆိုတာကသူ့ကိုနံပါတ်တစ်ခုလိုပဲမှတ်တဲ့အနေအထားမျိုးမှာလဲသုံးနေ20ခန်းဥပမာ老师တို့ကရာခန်းရှိတယ်10ခန်းရှိတယ်ထောင်ခန်းရှိတယ်ဒါပေမဲ့ဒီ10ခန်းကိုပဲ老师တို့ကလို့သုံးမယ်နောက်တစ်ခုကကြတော့ရေတွက်တဲ့အချိန် unit မပါတဲ့အနေအထားရေတွက်တွေဆိုတာကကြတော့老师တို့က1 2 3 4အဲ့လိုမျိုးရေတွက်တဲ့အချိန်12 13 14 25 29 31 32အဲ့လိုရေတွက်တာသူ့အနောက်မှာ unit မပါဘူး unit ဆိုတာဘာကိုပြောတာလဲဆိုတာတစ်ခုဆိုရင်ခုဆိုတာ unit ကိုခေါ်တာအဲ့လိုမျိုးနှစ်ရဲ့အနောက်မှာပါတဲ့ဟာတွေတယောက်တကောင်ဒါတွေအကုန်လုံးက unit တွေအနောက်မှာကောင်ပေါ့နော်အဲ့လိုမျိုးတွေက unit တွေအဲ့တော့ unit မပါတဲ့အနေအထားတွေမှာလည်းဒီလို့သုံးတယ်ဥပမာကြည့်လိုက်နှစ်3ညနှစ်လို့老师ကရေးထားတယ်သူ့ကိုပေါ့နော်老师ကနှစ်3ညနှစ်လို့ရေးထားတယ်လို့ပဲသဘောထားပြီးဖတ်ပေးပါ2ရနှစ်လို့တော့မဖတ်ပေးပါနဲ့เนาะမတူဘူးပေါ့နော်နှစ်3ညနှစ်ဆိုရင်အဲ့လိုမျိုးရိုးရိုးနံပါတ်အနေအထားတွေနဲ့ခေါ်မယ်ဆိုရင်老师တို့ကလင်လို့သုံးပေးရမယ်အဲ့ဒီနေရာမှာလင်လို့တော့သုံးပေးလို့မရဘူးပြောထားတယ်သူရဲ့မှတ်ရမယ့်အပိုင်းကနံပါတ်ပုံစံเนาะရေအတွက်ဒီပုံစံနေမှာပဲသုံးတဲ့အနေအထားအဲ့ဆို2 3ညနှစ်ဆိုရင်လင်ဒါဆိုရင်2 5 3ညဆိုရင်နံပါတ်အနေအထားနဲ့ပဲပြောမယ်ဆိုရင်2ကငါးကဟိုအဲ့လိုမျိုးဒီမှာပဲဟိုလင်းအဲ့လိုပဲသုံးပေးရမယ်နောက်တစ်ခု2 4 2နံပါတ်အနေထားနဲ့ခေါ်တယ်အဲ့လိုသုံးပေးရမယ်เนาะ2 3ညခေါ်နံပါတ်အနေထားနဲ့ပဲကြည့်ရမယ်เนาะရေတွက်တဲ့ပုံစံမျိုးဆိုတော့2 3ညခေါ်လင်းချီဒါပထမဥပမာတစ်ခုဒုတိယဥပမာတစ်ခုကကြတော့ဟုတ်တယ်老师ပြောထားတယ်10ခန်းနေမှာပဲဒီကိုနဲ့ပဲသုံးရမယ်ဒါဆို20ဆိုတာ10ခန်းမဟုတ်ဘူးလားဒါဆိုတော့12ဆိုတာလေဒုတိယမြောက်ခဏအဲ့ဆိုတော့10ခဏပဲအဲ့ဒါမျိုးဖြစ်တဲ့အတွက်သူ့လေဘာလို့လဲ10နှစ်ဖြစ်တဲ့အတွက်12ဖြစ်တဲ့အတွက်ပြီးတော့ရေတွက်တဲ့အနေအထား1 2 3 4 5 6 9 10အဲ့လိုမျိုးအနေအထားတွေရေတွက်တဲ့အချိန်မှာလဲသူ့ကိုနှစ်ကိုလို့ပဲသုံးရမယ်เนาะဒါဆိုရင်ကိုသုံးရမယ့်နေရာအပိုင်းဒီအချက်လေးတွေပဲရှိတယ်စုစုပေါင်းမှာ3ချက်လောက်ပဲရှိတယ်ဆိုတော့ဒီ3ချက်လောက်ကိုခေါင်းထဲကိုထည့်ပြီးတော့များလေးမှတ်ပါများလေးဖတ်ပါเนาะအဲ့ဒါမှကိုသုံးသက်သွားလိမ့်မယ်เนาะဒါဆိုရင်နောက်တစ်ခုကကြတော့လျံဒါဆိုရင်လျံကဗမာသုံးတယ်လျံကကြတော့အလွယ်ဆုံးပဲเนาะဒါဆိုရင်老师တို့ဥပမာလေးတွေနဲ့ထပ်ပြီးတော့လေ့လာကြည့်ကြရအောင်ခုနတုန်းက老师တို့ကကိုအချက်3ချက်နဲ့မှတ်ပြီးသွားပြီဆိုရင်လျံကတော့အလွယ်ဆုံးပဲကျန်တာတွေဆိုရင်လျံနဲ့ပဲသုံးပါတယ်တဲ့ဥပမာเนาะ老师ပြောထားတယ် unit ပါလာပြီပေါ့เนาะ unit ပါလာပြီ200 2000ဒီလိုအနောက်မှာပေါ့เนาะနှစ်ရဲ့အနောက်မှာ unit လေးကပ်ပေးတော့မယ်ဆိုရင်老师တို့ကအဲ့ဒါတွေအကုန်မှန်တယ်မြကိုလျံနဲ့သုံးတယ်老师ဥပမာရေးထားတယ်200ဆိုတာက
နှစ်နဲ့ရာနဲ့ရာဆိုတာကအဲ့ဒါ unit ဖြစ်သွားပြီ100 200 300အဲ့ဒါတွေအကုန်လုံးကရာဆိုတာက unit ဖြစ်တဲ့အတွက်နှစ်ကိုလျံနဲ့သုံးရမယ်ဒါဆို2000ဆိုမှထောင်ကနန်းထောင်အနောက်ကမြန်မာစကားလုံးထောင်ဒီသူကလည်း unit ပဲအဲ့တော့2000လျံချမ်းဒါဆိုရင်2000ဟုတ်တယ်တောင်းကလည်း unit ပဲ2000ဆိုတော့လျံ1ဒါဆိုရင်2နာရီဆိုတာသူ့ရဲ့ unit အဲ့တော့2နာရီဆိုတော့2点နှစ်ခုဆိုတာ unit ပဲတစ်ခုနှစ်ခု2个ဟုတ်ပြီနှစ်ပတ်တစ်ပတ်နှစ်ပတ်သုံးပတ်အဲ့လိုအနောက်ကပတ်တွေဆိုတာကလည်း2个星期သူ့ကိုလည်းလျံနဲ့သုံးရတယ်တရုတ်မှာရဲ့သူ့ရဲ့ unit ကကြတော့个ပေါ့နော်တရုတ်မှာကြတော့ unit ကနှစ်ပတ်ရဲ့ unit က个ဖြစ်သွားတယ်เนาะဒါဆိုရင်2လဆိုရင်2个月ဘာဖြစ်လို့လဲဆိုတော့ရွက်ကလဒါပေမဲ့တရုတ်မှာကြတော့ unit ရှိတယ်အဲ့တော့တဲ့个ဆိုတာသူ့ရဲ့ unit 2个月ပေါ့เนาะဒါဆိုရင်အလွယ်ဆုံးနည်းနဲ့ပြောရမယ်ဆိုရင်နှစ်ရဲ့အနောက်မှာပေါ့เนาะတစ်ခုပါလာတယ်unit ပါလာတယ်နှစ်တစ်လုံးနဲ့တီးတတ်မသုံးဘူးဆိုရင်လျံနဲ့သုံးပြီးလို့ရတယ်ဒါဆိုရင်ခုနကတော့ရဲ့အချက်၃ချက်လေးကိုမှတ်ဒါဆိုရင်ကျန်တဲ့ဟာတွေအကုန်လုံးကိုလျံနဲ့သုံးတတ်မယ်လို့မျှော်လင့်နေလျံနဲ့ပဲသုံးပေးရမယ်ဒါဆိုရင်ဒီဗီဒီယိုကြည့်ပြီးတော့နဲ့လျံကိုခွဲခြားသုံးတတ်မယ်လို့မျှော်လင့်နေနောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်ဘိုင်ဘိုင်ဒါနဲ့ဒီဗီဒီယိုကြိုက်တဲ့တငယ်ချင်းတွေအတွက်လိုအပ်တယ်ဆိုရင်တငယ်ချင်းတွေကိုဝေမျှပေးလိုက်ပါနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်